သမုဒ္ဒရာရေတွေဟာဘာလို့ငန်းတယ်လဲဆိုတော့မိကုန်ပြီဒီကနေ့ခေတ်လည်းအဖြစ်ထုတ်ကြတာရှိပါတယ်ဒါနော်အဲ့တော့ဒီကနေ့ခေတ်အဖြစ်ထုတ်တာနဲ့ရှင်နာဂသေနအဖြစ်ထုတ်တာနဲ့ဘယ်လိုကွာတယ်လဲဆိုတာကိုကြည့်ပေါ့နော်သမုဒ္ဒရာရေဟာဘာကြောင့်အငန္ထတစ်မျိုးတည်းပဲဖြစ်ရတယ်လေသူမေးတဲ့မိကုံကကေနသမုဒ္ဒောဧကရတောလောနရတောဘာကြောင့်သမုဒ္ဒရာရေတွေဟာအငန်တစ်မျိုးတည်းရှိရတယ်လေဆန်းငံရတာတစ်မျိုးတည်းပဲရှိရတယ်လေဆိုတော့စိရတန္တိတ္တမဟာရာဇဥဒကတ္တဒီရေတွေဟာနှစ်ပေါင်းတန်းပေါင်းများစွာပင်ထဲမှာရှိတယ်ကြာလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ဖြေတာနော်လွန်နှစ်ပေါင်းများစွာကြာအခုခေတ်ဖြေထုတ်တာတော့ဘာလို့ဆိုရင်မိုးရေတွေရွာချလိုက်တဲ့အခါမှာကြောက်ဆောင်နေမြေတွေပေါ်မှာရှိတဲ့အငန်ဓာတ်တွေဟာမိုးရေတွေနဲ့ပါသွားပြီးပင်ထဲရောက်သွားတယ်နှစ်တန်ပေါင်းများစွာကြာတဲ့အခါမှာအဲ့ဒီအငန်ဓာတ်တွေရဲ့စုအပေါ်ရေတွေကသာအခိုးဖြစ်ပြီးတော့ထွက်သွားတယ်အငန်ဓာတ်တွေကအောက်မှာကျန်ရစ်တယ်အဲ့ဒီလိုခြံရည်ထားတွေကနှစ်ပေါင်းတန်ပေါင်းများစွာကြာတဲ့အခါကျတော့အငန္တတွေဟာစုမိပြီးတော့ဆန်းငံကြီးအတိဖြစ်သွားတယ်အခုခေတ်ဖြေတာနဲ့တိတ်မကွာဒီတိုင်းပဲเนาะဒီလိုယူဆရှင်အဲ့တော့ကွာတဲ့ဟာတစ်ခုတော့ရှိเนาะဘာကွာတော့လို့ဆိုပိဋကစာပေစိတ်ဝင်စားစရာပေါ့လက္ခဏာမလက္ခဏာသာထားခဏခေတ်မှာဒီတက်တာဘာကြောင့်တက်တယ်လဲဆိုပြီးပေါ့အလုံးကသိနေကြတဲ့ဒီကနေ့ခေတ်အဖြစ်ရတော့လာရဲ့ဆွဲအားကြောင့်ဒီတက်တယ်လို့ပြောတယ်ဟုတ်တယ်လာဇန်းကနေစပြီးဒီတက်လာလာပြီးနေကြအမြင့်ဆုံးလာရောင်ရဲ့ဆွဲအားကြောင့်တက်တယ်လို့ဒီကနေ့ခေတ်မှာအဲ့လိုဖြစ်ကြတယ်သို့တော့ပါဠိစာပေမှာဥပယန္တိဆိုတဲ့တန်ရုံးမှာပါတယ်ဥပယန္တိဆိုတဲ့သုတ်တန်ရဲ့ဖွင့်အဲ့ဒီဖွင့်ရေးတဲ့အချိန်တုန်းကဘယ်လောက်တော့ဆိုရင်သာသနာတော်နှစ်1000လောက်ကရေးခဲ့တာခု2562ရှိပြီသာသနာနှစ်1000လောက်ကရေးတဲ့စာထဲမှာဘာကြောင့်ဒီတက်ရတယ်လဲဆိုတဲ့အဖြေကလာရဲ့ဆွဲအားကြောင့်တက်တယ်လို့မပြောဘူး